အရင်ကတော့လာမေးကြရဲဒီချက်ဗီဒီယိုတွေလည်းမတွေ့ဘူးနေကောင်းလားအတန်းတွေရောတင်ဖြစ်နေသေးလားပေါ့နော်အတန်းတွေ join လို့ရသေးလားဆိုပြီးတော့လာမေးကြတယ်။ Okay ဒီအတန်းတွေကတော့ join လို့ရပါတယ်ဒါပေမဲ့အရင်တစ်လားကကြတော့ဗီဒီယိုတွေမတင်ဖြစ်တာလည်းဟုတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်မကဒီတင်ကြားရေးကိုတစ်လလောက်နားပြီးတော့ဒီ teacher training တစ်ခုတက်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်ဒီ adult learner တွေကိုအင်္ဂလိပ်ဘာသာသင်ကြားတဲ့ CELTER ဆိုတဲ့ course ကိုjoin ဖြစ်တာပေါ့နော်အဲ့တော့ဘာလို့အဲ့လောက်တောင်မှပဲသင်ကြားရေးတွေကိုဖြတ်ပြီးတော့သင်တန်းကိုတက်ရလဲပေါ့နော်ဆိုတော့သင်တန်းကာလကတစ်လပေါ့လေအဲ့တစ်လမှာမနက်ကနေညနေထိလဲတက်ရတယ်ပြီးတော့ဒီညနေရောက်တဲ့အခါမှာဆိုရင်လေဒီ teaching practice ပေါ့နော် teaching practice 8ခုနဲ့ပြီးတော့ assignment 4ခုစာအတွက်ပြန်ပြင်ရတဲ့အတွက်ကြောင့်မလို့တစ်နေ့လုံးမနားရဘူးတစ်လလုံးမနားဖြစ်ဘူးပေါ့နော်တကယ်ကိုပင်ပန်းခဲ့တယ်အဲ့ဒီ course မတိုင်ခင်အရှိတစ်လတော့ကလည်းဒီတနန်းကိုတက်ရဖို့ application form ဖြည့်တယ် interview ဖြည့်တယ်ဒီကိစ္စတွေနဲ့ရှုပ်နေတဲ့အတွက်ကြောင့်မလို့ဗီဒီယိုတွေအများကြီးမတင်နိုင်ဘူးပေါ့နော်ဒါပေမဲ့ဒီတနန်းကပြန်ရလာတဲ့ပညာတွေကတကယ်ကိုအဖို့ဖြတ်လို့မရဘူးကိုယ့်ရဲ့တင်ကြားရေးပိုင်းမှာတော်တော်လေး changes ဖြစ်သွားစေရအခုဆိုတင်နန်းမတက်ခင်နဲ့ကိုတင်နန်းတက်ပြီးတဲ့အခါမှာတခြားလူတစ်ယောက်လိုဖြစ်သွားရလို့ခံစားရတယ်ပေါ့နော်ဆိုတော့ဘယ်လိုလူမျိုးတွေတက်လို့ရတယ်လဲဆိုရင်အင်္ဂလိပ်စာ level C1 ရှိပြီးတော့မှadult learner တွေကိုသင်ကြားရေးပိုင်းဝါသနာပါတဲ့သူတွေဒါမှမဟုတ်ကိုကသင်ကြားရေးနယ်ပယ်တွေကိုရောက်နေပြီးသားသူတွေပေါ့နော်အဲ့လိုမျိုးလူတွေကတက်တဲ့နေပေါ့နော်ဆိုတော့teaching experience မရှိလေတက်လို့ရတယ်ဆိုပေမဲ့ teaching experience နည်းနည်းရှိထားရင်တော့ပို့အဆင်ပြေမယ်ပို့ပြီးတော့မြင်နေပေါ့နော်သူတို့ရှင်းပြမယ့်အရာတွေပို့မြင်နေပေါ့နော်သင်တန်းမှာကကျတော့ဒီ teaching practice ရှိခုလောက်ရရဲပေါ့နော်ကဲတကယ်အကြောင်းသားတွေကို trainer ရဲ့ရှေ့မှာစာသင်ပြရတယ်ပြီးတော့နောက်တစ်နေ့မနက်မှာဆိုလို့ရှိရင်ကိုက feedback ပြန်ရရဲပေါ့နော်ကိုယ့်ရဲ့သင်ကြားသွားတဲ့အပိုင်းပေါ်မှာဘယ်ဟာတွေကတော့အဆင်ပြေတယ်ဘယ်လိုအပိုင်းတွေကတော့အဆင်မပြေဘူးဆိုတဲ့ဟာမျိုးတွေကို feedback ပြန်ကြားရတယ်ကိုယ့်ရဲ့ trainers တွေကနေရောပြီးတော့ကိုယ့်ရဲ့ဒီ classmates တွေကနေရော feedback တွေပြန်ရရပေါ့နော်အဲ့ဒီ feedback တွေကဒီ course တစ်ခုလုံးရဲ့အသက်လို့ပြောလို့ရတယ်သူတို့တွေစီက feedback ရတဲ့ဟာတွေကနေပြီးတော့မှကိုပြင်စရာရှိတာပြင်မယ်အဲ့တော့ဒီ feedback တွေကနေပြီးတော့မှတစ်ခုပြီးတစ်ခုပြင်သွားပြီးတော့နောက်ဆုံးမှာကျတော့တော်တော်လေးကိုcourse အစနဲ့ course အဆုံးမှာဆိုလို့ရှိရင်တော့တော်တော်လေးကွဲပြားသွားမယ်ကိုပေါ့နော်တော်တော်လေးကိုကျိုးတက်သွားတယ်လို့ခံစားရမယ်ကိုယ် feeling ကအရင်နေလို့ကောင်းတယ်ပေါ့နော်ကိုဆိုရင်ဒီ course ကနေပြီးတော့ကိုမသိသေးတဲ့ဟာတွေအများကြီးသိလာရတယ်ကိုယ့်ရဲ့ teaching style တွေကိုchanges လုပ်လာနိုင်တဲ့အတွက်ကြောင့်မလို့တကယ်ကို demo ရှိရ course ပါအဲ့တော့ဒီချိန်နောက်ပိုင်းဖွင့်မဲ့ video class အသစ်တွေရဲ့ဒီ Zoom class အသစ်တွေရဲ့မှာဒီရဲ့ technique တွေ teaching styles တွေကိုသုံးပြီးတော့သင်ကြားဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့နောက်ထပ်လာမဲ့ class တွေမှာလည်းjoin လို့ရတယ်ပေါ့နော်လက်ရှိဖွင့်ထားတဲ့အတန်းတွေကိုလည်း join လို့ရပါတယ်လို့